ကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန်တော် channel လေးကိုလည်း like subscribe နေထားပေးကြပါဦးကျွန်တော်ခုနဗီဒီယိုလောက်တာတော့ကြာနေပြီဒီပြောမှဆိုတော့15မိနစ်ကျော်သွားလို့ပေါ့နော်လောလောဆယ်ကျွန်တော်ဒီဖုန်းနံပါတ် YouTube ကဖုန်းနံပါတ်ကို verify မလုပ်ထားသေးဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်အဲဆိုတော့ကျွန်တော်တို့ဒီနေ့မနေ့မှာတော့ sorry ဒီနေ့မနေ့မှာတော့ကျွန်တော်48ထွက်တယ်ညနေမှာတော့ကျွန်တော်တုံးတယ်ပေါ့နော်48နဲ့38ဆိုတာမမိုင်လည်းအဆင်ပြေတယ်ကျွန်တော်ဒီနေ့တိုင်းတမိုင်လည်းကျွန်တော်အဆင်ပြေမှာပေါ့နော်ညနေမှာတော့ဒါလွဲတယ်ပေါ့48ဆိုတော့ဒါ nip break ကတော့ဒါကျွန်တော်ပြန်ပြောလိုက်ပါဦးမယ် nip break ကတော့ကျွန်တော်မနေ့ကပြရတယ်နော်ဒီကျွန်တော်တို့ဒီ43ထွက်တဲ့ sign ဒါကျွန်တော်ဒါရိုးရှင်းဆုံးလေးပြပေးတာဒီကပြောပြချင်တာကသူက frame size နဲ့မှမဟုတ် frame size ကတော့တစ်ခါကျရင်ပေးရင်တစ်ခါကျရင်လည်းသူပေးပါတယ်မပေးတဲ့အခါကျရင်လည်းသူ size လောက်ကောမပေးတာမျိုးလည်းရှိရပေါ့နော်အဲ့လိုဖြစ်တယ်ဒီမှာတော့2ပင်မြောက်3ပင်မြောက်ထိပေးသွားလောလောဆယ်ပေါ့နော်ဒီနောက်တစ်ပင်တွေမှာဆက်ပေးတာမပေးတာတော့ဒါချိန်နေတော့ပြောမြင်အောင်အဓိကပြောပြချင်တာပေါ့နော်တင်းနဲ့တစ်ပေါင်းရင်လည်းနှစ်ရတယ်3ညနဲ့နှစ်ပေါင်းလည်းနှစ်ရတယ်3နဲ့တစ်နှုတ်လည်းနှစ်ရတယ်လေးတွေကနစ်နှုတ်လဲနေရတယ်ပြောပြချင်တာဘလိုနီးနဲ့ပဲတွတ်ဘလိုနီးနဲ့ပဲရပေါ့နော်အထီးကခဏန်းကတော့ဒါတော်တော်များများရကြတယ်ပြောချင်တာကဒီ48ဆိုတာကျွန်တော်ကတော့ဒီ free sign နဲ့ကြည့်တယ်တချို့ကျတော့တွက်နီးနဲ့ယူတယ်ဘလိုနီးနဲ့ပဲယူပေါ့နော်ဒါကတော့အဓိကရဖို့အရေးကြီးတယ်ပြီးတော့ကျွန်တော်ဒီဒါကတော့ဒီ site ပေါ့နော်ဒါကတော့ 1J ကကျွန်တော်ပြောလို့အဓိကဒါကျွန်တော်မမိုင်ကြတော့ဒါအခွေနဲ့မွေးခါကတော့မထွက်သေးဘူးပေါ့နော်မထွက်သေးတဲ့ခြားထဲမှာကျွန်တော်ကတော့နေတိုင်းကိုမနေ့6ခွက်ညနေ6ခွက်ပေါ့နော်ဒါကစားတဲ့လူအဆင်ပြေအောင်ဆိုပြီးမှကျွန်တော်ကတီးတန်းပို့ပေးတာပေါ့နော်ပို့ပေးတာမှာကျွန်တော်ကတော့ဒါ1ချင်းကတော့ကျွန်တော်ပြောလို့ညနေဘက်ကတော့လွယ်တယ်မနေ့ပိုင်း1ချင်းကတော့မှန်သွားတယ်ဒါမဲ့ဒီ1ချင်းကတစ်ပတ်မှအနည်းဆုံး6ချိန်လောက်မှန်တယ်အများဆုံး8ချိန်9ချိန်ထိမှန်တာမျိုးရှိတယ်အဲ့ဆိုတော့ဒီပြောမယ်ဆိုတော့ဒါကတော့ဒီ1ချင်းကတော့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်မိတ်ဆွေတို့ပြပေးမယ်နော်ဒီမှာဆိုမနက်ကဆိုရင်4-6ကျွန်တော်ဒီ2-5-6 break နဲ့ဘာလို့ကတ်တာလဲဆိုရင်ဒီမှာကျွန်တော်အဓိက net break ပေါ့နော်ကျွန်တော်မိတ်ဆွေတို့ဒီ net break ကမပေးခင်လည်းနဲ့ပေါ့နော်ကျွန်တော်နေ့တိုင်းမှာမပေးခင်လည်းနဲ့ကျွန်တော်မပါတွေကိုကျွန်တော်ပြီးတဲ့ဘက်ကကျွန်တော် net break ကိုအဓိကပေးတယ်တစ်လုံးနဲ့ပေးတာဒါပေမဲ့ net break ကပြီးတဲ့ဘက်မှာမထွက်ဘူးမှန်တယ်ဒါပေမဲ့ကျွန်တော်အဓိကပေါ့နော်ကျွန်တော်မပါတွေကိုပြောတယ်ဒီတစ်ပတ်မှာ net break က site ကောင်းတယ်ဒါပေမဲ့ကျွန်တော် net break ကိုမပေးတော့ဘူးမပေးတော့တာဖြစ်တဲ့အတွက်မပေးတော့ဘူးဒါပေမဲ့ကျွန်တော် break အစားပေါ့နော်ကျွန်တော်နေ့တိုင်းထိုးခွက်လေးဒီလိုလေးပေးမယ်ကျွန်တော်အဓိကပြောတယ်ဒီ1 chain နဲ့ကျွန်တော်ဒီ nip break ပေါ့နော်ဒါရွေးချယ်လိုက်တာဒါ1 chain လဲမိသွားလို့ကျွန်တော် break နဲ့လဲကတ်တာအဆင်ပြေသွားလို့ပေါ့နော်ဒါတွဲပြီးမှဆင်းတော့တာအဲဆိုတော့လောလောဆယ်မမရလည်းအဆင်ပြေတယ်ဒါမိတ်ဆွေတို့ဒါနေ့တိုင်းတမှာလည်းအဆင်ပြေတယ်ဒီ3တစ်ကတော့မန်တိုင်းပြောရင်ဒါပြီးရတဲ့ဘက်ကဆိုရင်ကျွန်တော်ဒီမန်ပါတွေပေါ့နော်3ည1နဲ့3ခွေကကျွန်တော်ထပ်ပြီးမှတွေးတယ်ဘာလို့လဲဆိုတော့ဒီမှာဆိုရင်လည်း3ညဘူးပေါ့နော်ဒုတိယထပ်မှာ3ညဘူး1 3ကြာထားတယ်ဒီမှာဆိုရင်2ဘူး3ဘူးပေါ့နော်ဥပမာ3ည1နဲ့3ခွေတွေကကြာတယ်ကျွန်တော်ဒီတစ်ပင်မှာဆိုရင်လည်းကျွန်တော်3ည1နဲ့3ခွေကကြာမယ်ဆိုတော့ကျွန်တော်ဘယ်လိုပြောမလဲနော်ဒါကျွန်တော်ကြည့်တဲ့ site တွေနဲ့ပေါ့နော်ဒီမှာဆိုရင်လည်း3ညနဲ့1နဲ့ပေါ့နော်ဒီမှာဆိုရင်2 3နှစ်ပူပေါ့နော်3ည1နဲ့3ခွေဒါမဲ့ကျွန်တော်ထပ်ပြီးမပေးတော့ဘူးမှာပါတယ်ကိုကျွန်တော်တခြားခွေပေးတယ်ဘာလို့ဆိုပြီးရတဲ့ဘက်ကဆိုရင်ဒါကြာပြီးလောက်မှနောက်ကျပြီးမှထွက်တာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ထပ်ပြီးမှမပေးတော့ဘူးကျွန်တော်တခြားခွေထပ်ပြီးမှပေးတယ်ဒီ3တစ်ဆိုရင်လည်းဒါပြီးရတဲ့ဘက်မှာဆိုရင်ဒါ3တစ်ကလည်းတော်တော် site ကောင်းတယ်နော်ပြီးတဲ့ဘက်ဆိုရင်ကျွန်တော်တို့အမိတ်ဆွေတို့ကျွန်တော်ပေးလိုက်သေးတယ်နော်တုံးတစ်ဒီမှာကျွန်တော်4ခွန်ထွက်တဲ့ sign ဒီမှာ1 3 3 1နော်အဖွင့်နေတော့ကောင်း1 3ဒါပြီးရတဲ့ဘက် frame size ကမပေးတာမဟုတ်ပေးတယ်ကျွန်တော်နောက်ကျတာလေးဒီလိုလေးရှိတခါလေးပေါ့နော်အဲဆိုတော့ကျွန်တော်တို့မနေ့ပြန်အတွက်ကိုအဓိကကျွန်တော်ကကြည့်ထားတာတော့ဒီပတ်တီတစ်လုံးရှိမယ်
ဒီကတော့ site ကတော့ကျွန်တော်တိတ်ပြီးတော့မရှင်းပြတော့เนาะမရှင်းပြတော့ဆိုတော့3ခွန်မွေးဒုက္ခကောင်းရှိမယ်ဒီ68ကိုတော့ကျွန်တော်မယူတော့ဘူး3ခွန်နဲ့4 5ဒီနှစ်ကွက်ရှိမယ်ဒါမိတ်ဆွေတို့3ခွန်ကတော့3ညပြိတ်မှာပါပြီးတာဒီ3ညလုံးပိုင်းကတော့ကျွန်တော်မနေ့ပြန်တည့်ရပဲဒါ main ကစားမှာเนาะကျန်တဲ့ရက်တွေမှာထပ်ကြနိုင်တယ်မကြနိုင်ဘူးမဟုတ်ထပ်ကြနိုင်တယ်ဒီ3ညလုံးပိုင်းကိုကျွန်တော်မနေ့ပြန်တည့်ရကို main ကစားမယ်3ညလုံးပိုင်းကဒီ4-8ထွက်တဲ့ဆိုင်နဲ့တော်တော်ကောင်းတာဖြစ်တဲ့အတွက်ပေါ့နော်ပြီးတော့မိတ်ဆွေတို့ကျွန်တော်ဒါပြန်ကနန်းပေါ့နော်ပြန်ကနန်း site လေးပြပေးမယ်အဓိကပြောချင်တာကတော့ဒီ3တစ်ပေါ့နော်တစ်3ပဲထွက်တယ်3တစ်ပဲထွက်တချို့တွေလည်းတော်တော်များများသိကြမှာပေါ့နော်ဘာလို့ဆို3တစ်ပဲထွက်တစ်3ပဲထွက်သူကို3တစ်ဆိုတော့သူပြန်ကနန်းမှာပြန်ကနန်းလို့ပြောနော်သူကိုယ်တိုင်ဆင်းမဆင်းရတခြားပြန်ကနန်းနေဆင်းတတ်တယ်အဲဆိုတော့ကျွန်တော်ပြန်ကနန်း site လေးကိုကျွန်တော်မိတ်ဆွေတို့ပြပေးမယ်နော်ဒီမှာပြီးတဲ့ဘက်က3ည8လို့ထွက်တယ်ဆိုရင်ကျွန်တော်ကြည့်မယ်ပေါ့နော်နောက်တစ်ပတ်မှာခွန်တုံးလို့ဆင်းတယ်ဘာလို့လဲဆိုတော့ဒီမှာပေါ့နော်ခွန်တုံးလို့ဆင်းတယ်တင်းလာနေကနအင်္ဂါနေ့မှာပြန်ဆင်းတယ်ဒါတော့နေ့တိုင်းထိုးကွယ်ပေါ့နော်နေ့တိုင်းထိုးကွယ်ကျွန်တော်အများကြီးမရှိပြီးတော့ကျွန်တော်ဒီမှာ36လို့ထွက်ပြီးတော့ကျွန်တော်တို့နော်ဒီမှာကြည့်မယ်ဆိုရင်အင်္ဂါနေ့ကန6က96လို့ဆင်းတယ်တစ်3ကဒီမှာ3တက်5တက်ကတင်ကအင်္ဂါနေ့ကနန်းကိုပဲလောလောဆယ်ကျွန်တော်တို့အဓိကယူမယ်5 3ကဒါအင်္ဂါနေ့ကနန်းเนาะကျွန်တော်ပထမ3ပေမှာဒီလိုတွေဆင်းလာတယ်ကျွန်တော်ဒီတစ်ပေမှာထပ်ပြီးမှဆင်းနိုင်တယ်ဒါကတော့36ဆိုင်နေပေါ့เนาะပြီးတော့ကျွန်တော်2 5ဆိုင်နေပြပေးမယ်မိတ်ဆွေ2 5ဆိုင်နေမှာသူကအင်္ဂါနေ့ကနန်းเนาะ4တက်လို့ဆင်းတယ်ဗုဒ္ဓဖူးနေ့ကနန်းဒီတစ်ပေမှာတော့2 3ညဒီမှာဆိုရင်2 3ကကျွန်တော်2 3ဒီလိုလေးဆင်းတာမျိုးတွေရှိတယ်အဲဆိုတော့ပြန်ကနန်း site ကကျွန်တော်2 5နဲ့လည်းမိတယ်ခုနကကျွန်တော်ပြောတဲ့3 6နဲ့လည်းမိတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒါပြန်ကနန်းကိုသတိထားပြီးမှကစားဘယ်လိုကစားရမလဲဆိုတာကျွန်တော်ပြောပြပေးမယ်နော်ကျွန်တော်အထက်ကသူကအင်္ဂါနေ့ကနန်းလောလောဆယ်အကြများတယ်ဒါအင်္ဂါနေ့ကနန်းကျွန်တော်လည်းပြန်မထွက်သေးဘူးကစားစရာမလိုသေးဘူးဒါပေမဲ့ခုနကကျွန်တော်ဒီ3ည8ထွက်တဲ့ site နဲ့ဆိုရင်ကျွန်တော်ကဘယ်ကနန်းကိုကစားမလဲဆိုတော့တနင်္လာကနန်းခွန်3ကဒီမှာခွန်3လို့ဆင်းတယ်ဖြစ်တဲ့အတွက်အဲဆိုတော့တနင်္လာကနန်းကကျွန်တော်တစ်ခွက်တည်းမဟုတ်ဘူးမနက်ကနန်းကိုထပ်ပြီးမှကစားမနက်ကနန်းကလည်းဒီမှာကျွန်တော်တွေ့တာတစ်ဆိုင်ပါပေါ့နော်ကြားထားမျိုးလေးရှိတယ်တက်3ပေါ့နော်သူကတော့တက်3နဲ့ပေါ့နော်ဒီမှာတက်3လို့ဆိုတော့3လေးပေါ့နော်3လေးက3လေးလို့ပြန်ဆင်းတယ်ဒီမှာတော့ကြာပေးကပြန်ဆင်းတယ်ဒီလိုလေးရှိတယ်အဲဆိုတော့ကျွန်တော်တို့မနက်ကနန်းလေးကိုပါယူပြီးမှကစားမယ်အဲဆိုတော့အင်္ဂါနေ့အတွက်ကိုကလောလောဆယ်မနက်ပိုင်းကိုပေါ့နော်တနင်္လာခဏနှစ်ခွက်ကိုထည့်ပြီးမှကစားပါပြီးရင်တော့ကျန်တဲ့ချိန်ကြီးတွေမှာအင်္ဂါနေ့ခဏကိုလိုက်မယ်အင်္ဂါနေ့ခဏကပုတ်တဖူးနေ့မှာမကြခဲ့သေးဘူးဆိုရင်ကျွန်တော်တို့ကအင်္ဂါနေ့ခဏပေါ့နော်ပုတ်တဖူးနေ့မှာမကြခဲ့သေးဘူးဆိုရင်ကျွန်တော်တို့ဒီမှာနော်ပြောမယ်ဆိုတော့သူကပုတ်တဖူးနဲ့ထပ်သွားပြီးပြောမယ်ဆိုအင်္ဂါပုတ်တဖူးနေ့ခဏကိုဂျာရေးတောက်ကြ2ရက်တွင်းမှာထပ်ပြီးမှလိုက်ရတနင်္လာခဏကိုမယူတော့ဒါမဲ့ကျွန်တော် site ကောင်းရင်တော့တနင်္လာခဏ site ကောင်းရင်ပြအကယ်၍ပေါ့နော် site ကောင်းနိုင်ရှင်ကျွန်တော်ထပ်ပြီးမှတွေ့ရင်ပြောပြပေးမယ်အဲဆိုတော့ကျွန်တော်မနေ့ပြန်နေ့တိုင်းထိုးဝက်ကဆိုတာကကျွန်တော်ပြောပြပေးမယ်နော်ဒီ3ည8ထွက်တဲ့ site နဲ့ဆိုရင်သူကဒီမှာအထောက်လေးတွေကမဆိုးဘူးနော်သူကတနင်္လာအထောက်3ခွန်4တစ်လေးပေါ့နော်3ညနဲ့အပိတ်လေးတွေမှာအပိတ်နေ့လေးတွေအဖွင့်နေမှာအထောက်လေးတွေတူတယ်အဲဆိုတော့သူကဒီမှာနှစ်လေးကအင်္ဂါနေ့မှာနှစ်လေးလို့ဆင်းတယ်ဒီမှာနှစ်ရှစ်ပေါ့နော်နှစ်ရှစ်ကဒီမှာနှစ်ရှစ်လို့ဒါတစ်ခွက်ဆင်းနိုင်တယ်နှစ်ရှစ်ကဘာလို့ဆင်းနိုင်လဲဆိုတော့ကျွန်တော်ပြော9တုံညာ rate ထဲမှာလည်းပါတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီ9တုံညာ rate ကိုကျွန်တော်နှစ်ရှစ်ကိုဒီတိုင်းမြေးပြီးတော့9တုံညာ rate ကိုကစားပါပြီးတော့အဓိက3ည rate ကို main ကစားရင်ကစားပါနော်ပြီးတော့အင်္ဂါနေ့မှာလိုက်ရမှာဒီမှာနော်ခွန်9ထပ်ပြီးတော့အောက်ကခွန်3ကဒီမှာ3ခွန်ဆိုပြီးမှတနင်္လာနေ့90ရဒီမှာ90အဖွင့်နေ့မှာဆင်းတယ်ဒီတစ်ပင်မှာက43နဲ့ခွန်3ကအဖွင့်နေ့မှာလုံးမဆင်းသေးဘူးမဆင်းသေးတာဖြစ်တဲ့အတွက်ကျွန်တော်အင်္ဂါ1ရက်လောက်ကိုကစားမယ်တချို့ site တွေကကျွန်တော်တနင်္လာမပေးဘူးအင်္ဂါနေ့လောက်မှာပေးတယ်
ခုနကျွန်တော်ပြတယ်တစ်3 size ဆိုရင်နော်ဒီမှာဒါ4ခွန်ထွက်ပြီးတစ်3 size ဆိုသူ့တစ်ဖက်မှာပြီးတဲ့ဘက်မှာမပေးဘူးဒီတစ်ဖက်မှာလာပေးတယ်တစ်3တစ်ခွက်ကောင်ပေါ့နော်ဒါပြီးတဲ့ဘက်ကမိလိုက်တယ်ဒါ frame size ပေါ့နော်ဒါတပေါ်တရားလေးဆိုတော့ကျွန်တော်တို့အဓိကပြန်ကနန်းပေါ့နော်ပြန်ကနန်းနှစ်ခွက်ရှိမယ်ပြန်ကနန်းမနေ့ကျွန်တော်25ရက်နေ့မှာ4ရှင်းနဲ့3တစ်အဲ့ဒါကိုဒီနှစ်ခွက်ကိုကစားမယ်ပြီးတော့ကျွန်တော်4 3ခွန်3ဒီနှစ်ခွက်ရှိမယ်နော်ဒါတော့တနေ့ကုန်ထိုးခွက်ပြီးတော့ဒီကျွန်တော်ပြတဲ့မွေးကတ် site တွေရှိတယ်နော်မွေးကတ် site တွေကတော့သူကဒါပြောမယ်ဆိုဖြစ်နိုင်တော့ဒါအင်္ဂါနေ့မှာမိတ်ဆွေတို့ကစားဘာလို့ဆို6ခုကဒီမှာ6ခုလို့ဆင်းတယ်နော်4 3က3လေးတနင်္လာအင်္ဂါ3ညနဲ့3လေးကတော့သူကပြီးတဲ့ဘက်တောက်ကြနေမှာဆင်းတော့ဒီတစ်ပတ်မှာ8 5ခွန်3ညကျွန်တော်8 5နဲ့ခွန်3ည break အနေနဲ့ဆိုလည်းမဆင်းနေဘူးအဲဆိုတော့8 5နဲ့ခွန်3ညကိုကစားမိတ်ဆွေတို့အနေနဲ့မနေ့ပြန်ကိုထည့်ပြီးမှကစားအကယ်၍8 5နဲ့ခွန်3ညဆိုရင်ကျွန်တော်ထည့်ပြီးမှရေးပေးလိုက်မယ်နော်ဒုအနေနဲ့ပဲဖြစ်ဖြစ်ဘာလို့ဆိုတော့ဒီမွေးကဆိုင်မနေ့ကကျွန်တော်မွေးကဗီဒီယိုကပြောမှဆိုမစေ့ထားလိုက်ရတော့ကျွန်တော်တချို့ကလည်းပြက်ကုန်လိုက်ဒီရှင်း9နဲ့ခွန်3ညကိုထည့်ပြီးကစားခွန်1 1ကိုဆိုင်ကလည်းကျွန်တော်ဒီ3တစ်ထွက်ပြီးတော့ကျွန်တော်ထပ်ပြီးမှတွေ့တယ်9တစ်ကဒီမှာပေါ့နော်သူပြောမှဆိုတော့ဒါ9ရက်အတွင်း9တစ်လို့ကြားတယ်နှစ်တစ်ကဒီမှာနှစ်တစ်လို့ကြားတယ်ခွန်1 1ကိုကလည်းသူကဆိုင်ကောင်းတယ်အဲဆိုတော့ခွန်1 1ကိုဒီဟာလေးကိုလည်းထည့်ပြီးမှကစားမွေးကဆိုင်ကလည်းကောင်းပါတယ်အဲဆိုတော့ကျွန်တော်တို့မနေ့ပြန်3ညတော့အဓိကကျွန်တော်ရွေးချယ်ပေးမှာเนาะဒီ3ညကတော့3ညတွင်မှာဘာရွေးချယ်မှာလဲဆိုတော့ဒီ4 8ထွက်ပြီးတော့သူကเนาะဒီမှာဆိုရင်လည်း3ည1က3ည1ဆင်းတယ်เนาะဒီသူ့ဘေးက3ညဘူးကလည်းဒီမှာ3ညဘူးလို့ထပ်ဆင်းတယ်ဒါကကျွန်တော်ပြီးမှဒီဂျားရက်တွေမှာတင်းလာမကြခဲ့ဘူးဆိုရင်တောက်ချာနေမှာကစားတယ်မစားတယ်ကျွန်တော်ပြန်ပြီးကြည့်ပေးမယ်ဒါလည်းပြန်ကနန်းဆိုင်ပဲเนาะ4 8ထွက်ပြီးတော့သူအန်တီမှာပေါ့နော်4 8ထွက်ပြီးတော့ကျွန်တော်တို့ကပြန်ကနန်း site ဆိုတာလေသူကနောက်တစ် site ရှိတယ်ဒီမှာပေါ့နော်ခွန်3ည3ညခွန်3ညလို့ဆင်းတယ်3ည3ကဒီမှာ3ည3လို့ဆင်းတယ်ဒီ4 8ရဲ့ရှေ့အပတ်ကsorry မှားလို့ဒါကတော့အတူတူပဲ sorry အဲဆိုတော့4 8မှာလည်းဒီမှာပြန်ကနန်း site ရှိတယ်ဒီအဓိကပေါ့နော်ဒီ3ညကတော့ကျွန်တော်တို့ဒါမနေ့ပြန်နောက်ဆုံးအချိန်ကစားမယ်main အနေနဲ့ပေါ့နော်အင်္ဂါနေ့ကို main အနေနဲ့ကစားမယ်ကြံတဲ့ရက်တွေမှာလည်းမကြနိုင်ဘူးမဟုတ်ကြနိုင်တယ်ဒါပေမဲ့အင်္ဂါနေ့ကို main တင်ကစားမယ်သူကအများဆုံးကြတာဆိုလို့3ညနဲ့ပတ်သက်တာပေါ့နော်ဒီ3ည1ကျွန်တော်တို့ပြောမှဆိုရင်1 3 5ခွန်ပေါ့နော်ကိုပြောမှဆိုတော့စုံကနန်းထက်ကိုမှားကနန်းနဲ့အဓိကကြတာများတယ်အဲဆိုတော့ကျွန်တော်တို့ဒီ3ညကို3ည1 3ည3 3ည5 3ညခွန်3ည9ဒါနဲ့ main တင်ကစားmain တင်ပြီးမှတော့3ညလိုက်တဲ့လူတွေပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့1 3 4ခွန်8ပေါ့နော်ဒါကတော့ပြောမှဆိုခွေလိုက်မယ်ဆိုတော့ကနန်းများတယ်အဲဆိုတော့ကျွန်တော်ဒီ၄ခွက်ကိုပဲအဓိက main တင်ပြီးမှကစားကျွန်တော်ပြောတဲ့ခုန8 5နဲ့ခွန်3ညဒီဟာကိုတော့2အနေနဲ့ကစားရင်ကစားပါတော့ဒါ25ရက်ကျွန်တော်အင်္ဂါနေ့ကျွန်တော်တို့ထားပါတော့ဒီဟာအဓိကရှိကျွန်တော်တို့2ကတော့ကျွန်တော်တို့ရှင်9နဲ့ခွန်3ညဒီနှစ်ခွက်ရှိပါနော်ဒီ3ညလုံးမိုင်မှာကခုနကျွန်တော်ပြောတဲ့ဟာပေါ့နော်1 3 5ခွန်9နဲ့အဓိကကစား3ည1 3ည3 3ည5 3ညခွန်3ည9ပေါ့နော် sorry 3ညခွန်3ည9ဒီဟာနဲ့အဓိကကစားပါအဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကြည့်ပေးတဲ့ရောက်ချင်းဆိုင်ကိုကျေးဇူးတင်ပါတယ်